ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ပရိသတ်ကြီးကိုရင်ခုန်စရာကောင်းပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းလေးတစ်ပုဖြုတ်ပြချင်ပါတယ်ဇလန်းနာမည်ကတော့မောင်တန်ချောင်းနဲ့စုံမကြီးတော်စီတဲ့ဗျာရှေးဟိုတုန်းကရွာလေးတစ်ရွာမှာမောင်တန်ချောင်းဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတဲ့မောင်တန်ချောင်းကရွာထဲမှာဆိုရင်လူချစ်လူခင်လဲပေါ်အပေါင်းတင်းလဲများစကားပြောရင်လဲရေပတ်မဝင်အောင်ပြောတတ်တဲ့သူပေါ့ဗျာဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကတော့သူကအရန်ဆက်ဆူတတ်တာပဲဗျတရတော့ရွာထိန်ညောင်ပင်ကြီးနာကအိမ်အိုကြီးအကြောင်းစကားဆက်မိကြရောအဲ့ဒီအိမ်ကြီးကရွာကလူတွေစုံမကြီးလို့တီးတိုးဖြိုကြတယ်ဒေါ်စီရဲ့အိမ်ပေါ့ဒေါ်စီဆိုတာကအတက်ကြီးပြီးမျက်နှာထားကတီးတယ်စကားနေတယ်ပြီးတော့သူ့အိမ်နာဘယ်သူမှအကက်မခံဘူးလေရွာတွေကကလေးတွေဆိုဒေါ်စီလာပြီးဟေ့ဆိုရင်သမင်းစားနေအောင်ပန်းကန်ပြပြေးကြတာဗျအဲ့ဒီနေ့ညနေဆောင်မှာမောင်တန်ချောင်းတယောက်သူ့ရဲ့နွားကလေးပျောက်သွားပါလေရောနီနီဘဲရောက်သွားပါလဲဆိုပြီးလိုက်ရှာရင်းနဲ့နောက်ဆုံးတော့ရွာလူတွေကြောက်ပါတယ်ဆိုခဲ့ဒေါ်စီရဲ့ခြံဝင်းနားကိုရောက်သွားပါလေရောဗျာနေကလည်းဝင်းခါနီးပြီးပတ်ဝန်းကျင်ကလုံးကလည်းတိတ်ဆစ်လို့လေတိုးတန်ကလွှင်းဘာတန်မှမကြားရဘူးမောင်တန်ချောင်းကဒေါ်စီရဲ့ခြံစည်းကိုအပြစ်လေးကြားတဲ့ကနေကောင်းလေးဖြူပြီးချောင်းကြည့်လိုက်တယ်ဟာငါနွားကလေးနီဟိုထဲရောက်နေတာများလားပေါ့ခြေဝင်းထဲမှာကပေါင်းမြက်တွေကလူတရာလောက်ရှည်နေပြီအင်ကြီးကလည်းဟောင်းနွမ်းပြီးမီးခိုးရောင်တန်းနေတာဗျမောင်တန်ချောင်းစိတ်ထဲမှာဝင်ရမလို့ပြန်ပြေးရမလို့နဲ့တွေးဟဖီနေတော့ရုတ်တရက်အင်ထဲကနေထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရတယ်ဂလောက်အတန်ကတစ်သားကိုတခုနဲ့ခေါင်းနေတဲ့အထမ်းဗျမောင်တန်ချောင်းလည်းကြောက်ပြီးမဲ့ဆက်စုချင်းစိတ်ကထိတ်မရဘူးလေခြေတံဖွနေပြီးအိမ်နာကိုတဖြည်းဖြည်းတိုးကတ်သွားတယ်ပသိန်းပေါနားရောက်တော့အထဲကိုသူချောင်းကြည့်လိုက်တယ်အိမ်ထဲမှာကဖျောင်းတိုင်ပြီးမင်လေးပဲရှိတာဗျအဲ့ဒီမိရောင်အောင်မှာကြောပြေးပြီးထိုင်နေတဲ့လူကြီးရောက်စပင်းတွေကဖားလျားချထားတယ်ရှေးမှာတော့ပန်းကန်လုံးအကြီးကြီးတခုချထားပြီးလက်ထဲမှာလည်းတခုခုကိုကင်ထားတယ်ဗျဒါဒေါ်စီများလားသူဘာလုပ်နေတာလဲမောင်တန်ချောင်းမဲ့လုံးပြူပြီးတေချာကြည့်နေတော့ရုတ်တရက်လေပြင်းတစ်ချက်ဝုန်းခနဲ့တိုက်လိုက်တော့ပထင်းပေါက်တကားကကွီးခနဲ့ပွင့်သွားရောအဲ့ဒီအချိန်မှာပဲအထဲကထိုင်နေတဲ့ဒေါ်စီကဖြည်းဖြည်းချင်းခေါင်းကိုလဲလာပါတော့တယ်မောင်တန်ချောင်းအဆက်ရှူတော့ရမတက်ချသွားတာပေါ့ဒေါ်စီမျက်နာကမီးရောင်အောင်မှာပြုံးနေသလိုမဲနေသလိုနဲ့အရန်ကြောက်စရာခေါင်းနေတာဗျသူပြေးကိုပြင်လိုက်ပြီးမြဲခြေထောက်တွေကမရွေးနိုင်မှုဖြစ်နေတယ်အဲ့ဒီအချိန်သူ့ပခုံးကိုအေးဆက်လက်တစ်ဖက်ကလာကင်လိုက်တယ်ဗျဟေးလူလေးဒီချိန်ကြီးဘာလာလို့တာလဲအတန်ကသူ့အနောက်ဘက်တဲကနေထွက်လာတာပါဒါဆိုအိမ်ထဲမှာထိုင်နေတာကဘသူလဲ